就太牛呢，他跟人家讲过的那样没。他妈乌松切路噶，他跟张女呢不得比哦，他路的米路噶，你那给比的撇的，好了就太牛本身的，其他的给你鸟没，沙金山呀，公得的过来切路的去给比撇的，给不就变比了，表没就切路噶，你当看好了，就大姑不路有拍马来说，都的八娃，对，都的八娃就对路拍没，阿里嘛切路噶，都噶切路一些撇没。တရီကကြာကျော်ပါဆိုထက်ကိန်းဖြစ်မယ်ဟုတ်လားကျော်ထက်ညိုးမှာကျော်ထက်ကိန်းဖြစ်မယ်အဲ့ဒီမှာခြေတို့ကအရှိလေးကိုရှေ့ရထားမယ်နောက်ကကျော်ပါဝါဆိုနောက်ကကျော်ထက်ညိုးကိုကျော်နောက်ကထားဖက်မယ်တူတက်ပါဝါတူဟုတ်လားကျော်ဒါလေးဆိုရင်တူတက်ပါဝါပါဒီလိုမျိုးလေးကျော်ဖတ်ပြရမယ်ကဲအဲ့ဒီမှာတဲ့ကျော်ဥပမာမှာကျော်1.3ဟုတ်လားကျော်ပါလေ1.3နှစ်ထပ်ကိုခြေတို့ကဘာလို့ကျော်ဘယ်လိုမျိုးရေးလို့ရလဲဆိုကျော်1.3ရဲ့နှစ်ထပ်ကိန်းဒါမှမဟုတ်1.3ရဲ့ဒုတိယအဆင့်ထက်ကိန်းဒါမှမဟုတ်1.3ကိုထက်ညိုး2နဲ့ညှင့်ထားတဲ့ကိန်းဟုတ်လားအဲ့ဒါကိုခြေတို့ကအမျိုးမျိုးဖတ်ခဲ့ကြဒီမှာခြေတို့ကဖတ်ပြီးနီးရှိတယ်1.3နဲ့ထက်ကိန်းကိုလည်းဖတ်လို့ရမယ်1.3ရဲ့ဒုတိယအဆင့်ထက်ကိန်းစက္ကန့်ပါဝါ1.3ကိုခြေတို့ထက်ညိုး2နဲ့ညှင့်ထားတဲ့ကိန်းဆိုပြီးတော့လေသူတို့သမီးတို့အမျိုးမျိုးဖတ်လို့ရတယ်ဟုတ်ပြီခြေတို့က1.3နှစ်ထက်ကိန်းဆိုတာဘာကိုပြောချင်တာလဲဆိုရင်1.3ကိုခြေတို့ကနှစ်ခါမြောက်တာ1.3အမြောက်1.3ချုပ်ဒီလိုမျိုးနှစ်ခါမြောက်တာကိုပြောချင်တာကဲအဲ့ဒီမှာခြေက2တက်ပါဝါ3ရဲ့အဓိပ္ပာယ်ကကြတော့2ကိုခြေတို့က3ခါမြောက်ပြရမယ်2အမြောက်ဒီမှာကလေးများဆိုမှတက်ကြတာကကျုံ2အမြောက်3လိုရဲ့ပုံစံစဉ်းစားကြတယ်ခြေတို့ဒီ2အမြောက်3ဒါကကျွန်မရေရိုး2နဲ့3နဲ့မြောက်တာအခုခြေတို့မြောက်တာဒီထက်ကိန်းကိုမြောက်နေတာ2 3ထက်ဟုတ်လားကျုံ2တက်ပါဝါ3 2ကို3ခါမြောက်ပြရမယ်ကဲကျတို့အောက်မှာဆိုရင်ကျတို့ပြောပြထားတယ်ဟုတ်လားကျတို့3ပိုင်း2ပိုင်းကိုကျတို့ပါတယ်ပါဝါက -3 တင်ထားတယ်အဲ့ဒီမှာကျတို့က ပါဝါလာမယ်-ကျုပ်ကထားပါကျုပ်က2ပါဝါချင်း -3 လို့တင်လိုက်မယ်-ပါဝါလာတယ်ဆိုရင်-ပါဝါပြောက်ဖို့အတွက်ကျတို့ကဒီကိန်းတစ်ခုလုံးကိုဘယ်မှာသွားထားမှာလဲဆိုရင်ပိုင်းချိန်မှာသွားထားပြရမယ်1/2 ပါဝါ3ဟုတ်လားကျုပ်ညီနာချင်း1/2အမြောက်ပါဝါကကျတို့က ဆိုရင်အပိုင်းကိန်းပုံစံပြောင်းပြီးတော့ကျတို့အဲ့ဒီတစ်ခုလုံးကိုဘယ်မှာသွားထားပြရမှာလဲဆိုရင်ပိုင်းချိန်မှာသွားထားပြရမယ်အဲ့ဒီမှာကျတို့က1/3ပါဝါ2မှာဆိုရင်1/2ဟုတ်လားကျတို့ပေးထားတဲ့ကိန်းဒီ1/3ပါဝါ2အဲ့ဒီမှာကျတို့ပေးထားတဲ့ကိန်းက1/3ဆိုတာကကျတို့ဘာလဲဆိုရင်ဒီအပိုင်းကိန်းတစ်ခုလုံးကအရှိဟုတ်လားကျတို့အဲ့ဒီမှာနှစ်ကကြတော့ထန်ညွှန်းဖြစ်တယ်ဒါ2/3တဟုပါဝါ-3မှာဆိုရင်ကျတို့2/3ဆိုတဲ့ကိန်းကြီးဒီအရှိပါဝါကကြတော့ထက်ကိန်းကကြတော့ထန်ညွှန်းကကြတော့-3ဖြစ်မယ်ချက်ပြောလိုက်ပါတယ်ကျတို့ကပါဝါက-ကိုကျတော့ပါဝါ-ကိုပြောက်ရှင်ဘာလို့ရမှာလဲဆိုအဲ့ဒီကိန်းတစ်ခုလုံးကိုချက်တို့ကအပိုင်းကိန်းပြောင်းပြီးမယ် a ပါဝါ1ဒီပုံစံချက်တို့ကပြောင်းပြီးရမယ်ကဲဟုတ်ပြီစက်ကြည့်မယ်ဆိုရင်ချက်တို့ဟောလားရေဘူးရအားဖြင့်တဲ့ကျုံ a ပါဝါ n ပါဆိုရင် a ကိုအရှည်လို့ခေါ်ပြီးတော့ n ကိုထက်ညွှန်းလို့ခေါ်တယ်ကဲကျတို့ဒီမှာဆိုရင် √2 နဲ့ √2 နဲ့မြောက်မယ်ဟုတ်လား √2 နဲ့ √2 နဲ့ကျတော့ √2 ရဲ့နှစ်ထပ်အဲ့တော့ √2 နှစ်ခါမြောက်မှာဆိုတော့ပြန်ပြင်ရေးမယ်ဆိုရင် √2 ပါဝါ2ဥမာချဲက3အမြောက်3 3 3ကမြောက်မယ်ဒါကိုချဲကပြန်ပြီးတော့ထပ်ကိန်းနေနဲ့ပြန်ရေးမယ်ဆိုရင်3 3ထပ်ကဲအဲ့ဒီမှာချဲတို့က √5 ပါဝါ3ဆိုဘာလုပ်ပြရမှာလဲဆိုရင် √5 ကိုချဲတို့ကကြတော့3ခါမြောက်ပေးမယ် √5 3ခါမြောက်√5 3ခါမြောက်ဆိုဒီ square root ကို2ခါမြောက်မယ်ဆိုချဲတို့ကအဲ့ဒီ root ကပျောက်တယ်root 2ခါမြောက်ရင် root ပျောက်တယ်ဆို √5 နဲ့ √5 နဲ့ကျုပ်မြောက်မယ်ဆိုရင်ချဲတို့ရမယ့်တန်ဖိုးဒီ5အဲ့ဒါကြောင့်ဒီမှာနောက်မှာဆိုရင်5 √5 တန်မယ်ချဲတို့ရဲ့အဖြေဒီ5 √5 ဆိုတဲ့တန်ဖိုးကိုရမယ်√3 ပါဝါ4 √3 ပါဝါ4မှာကျုပ်တူပဲ√3 ကို4ခါမြောက်မယ်အဲ့ဒါ√3 နှစ်ခါဒီ3 √3 နှစ်ခါဒီ3 root နှစ်ခါမြောက်ရင်ကျုပ် root ပြောက်မယ်ဆိုတော့ခလေးတို့မှတ်ထားရမယ်အဲ့ဒါဒီမှာ3ဒီမှာ3အဖြေကချဲတို့တန်ဖိုးဒီ9ဆိုတဲ့အဖြေကိုရမယ်ကဲ marginal gain တွေကိုတဲ့ကျုပ်လေ့လာကြရကိန်းစစ် B မှာဟုတ်လားကျတို့ဒီပါဝါ0ကျတို့တန်ဖိုးဒီကျုပ်စောနာတော့ကျုပ်3မဟုတ်တဲ့တန်ဖိုးတွေချဲပြောခဲ့တာအခုကျတို့ကပါဝါ0ကိုပြောမယ် B ပါဝါ0ဒီ1ခလေးတို့မှတ်ထားရမှာဒီကျုပ်ပါဝါ0လို့ပြောချင်ကျတို့အတီဒီ1ပဲဖြစ်မယ်ဟုတ်လားကဲအဲ့ဒီမှာကျတို့က √2 ပါဝါ0 1 √3 ပါဝါ0 1 √5 ပါဝါ0 1 a ပါဝါ0 1 2ပါဝါ0ဒီလေကျုပ်ဘာပဲရမှာလဲဆိုရင်1ဆိုတဲ့အဖြေပဲရမယ်ပါဝါ0လို့ပြောမယ်ဆိုကျတို့က1ကိုရမယ်ဒီချက်လေးကိုကလေးတို့ကမှတ်သားပေးထားရမယ်
နောက်ခုကျတော့ကိန်းစစ်တစ်ခုရဲ့ထက်ညွှန်းပါတဲ့ထက်ကိန်းက1ဖြစ်မယ်ဆိုမူလာကိန်းကိုပြန်ရှာရှိတယ်ချုပ်ပါဝါက1ချုပ်2ပါဝါ1ဒီ2တစ်ထက်ဆိုတော့2ပဲရမယ်3ပါဝါချုပ်3ပါဝါ1ဒီ3တစ်ထက်ဆိုတော့3ပဲရမယ်√2ပါဝါ1ဒီကျတို့က√2တစ်ထက်ဆိုတော့ဘာပဲပြန်ရမှာလဲဆိုရင်√2ပဲပြန်ရမယ်လေ့ကျင့်ခန်း2.1နံပါတ်1မှာအောက်ပါကိန်းများတွင်အရှင်နှင့်ထက်ညွှန်းတို့ကိုရေးပြပါကဲချုပ်√2ပါဝါ3မှာချုပ်√2ပါဝါ